အေးလိုးမရ135မျိုးသောကိုမေကိုလိုးမရမင်းတို့ပြောလဲဟဲ့မင်းတို့အညာသားကိုဖျားပြင်းအောင်ဟဲ့မင်းတို့တော့ကြင်ခိုင်းတဲ့အေးလိုးတွေကလားကိုကိုးကွယ်ပြီးတော့မှငါလိုးမှ135မျိုးတွေကဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ကိုမေကိုလိုးမရမင်းတို့ဖြေပေးလဲဟဲ့လေမင်းတို့ဖြေပေးလဲမင်းတို့မြတ်စွာဘုရားဘယ်မှာပွင့်တာလဲပြောစမ်းမင်းတို့မြတ်စွာဘုရားဘယ်မှာမွေးတာလဲမင်းတို့ပြောစမ်းဟဲ့ရောက်မင်းတို့မြတ်စွာဘုရားအညာသားလားရောက်နေကိုမေကိုလိုးတွေမင်းတို့မြတ်စွာဘုရား135မျိုးတိုင်းရင်းသားလားဟမ်ငါလိုးမမြန်မာလူမျိုးတွေတိုင်းရင်းသားမဟုတ်တဲ့ငါလိုးမကလားကိုကိုးကွယ်နေတဲ့ငါလိုးမအောက်တန်းသားတွေမင်းတို့ပြောစမ်းရောက်နေကိုမေကိုလိုးတွေဟဲ့ရောက်ကိုမေကိုလိုးများကလားကိုကိုးကွယ်ပြီးတော့ကလားလီးနဲ့သွေးကြီးနေတဲ့ငါလိုးမ135မျိုးတွေကဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ကောင်တွေဟဲ့မင်းတို့ပြောစမ်းမင်းတို့မြတ်စွာဘုရားဘာလူမျိုးလဲပြောစမ်းငါလိုးမ135မျိုးတွေကဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့အေးလိုးများဟမ်ရောက်နေမင်းတို့မြတ်စွာဘုရားတာဂီအနွယ်ဝင်အဲ့ဒီတာဂီအနွယ်ဝင်ကဘာလဲအညာသားလားပြောစမ်းမင်းတို့135မျိုးတိုင်းရင်းသားတွေရလားငါလိုးမသားတွေ135မျိုးအမျိုးရုပ်တွေဟမ်ငါလိုးမသားတွေကလားကိုကိုးကွယ်ပြီးတော့မှကလားလီးနဲ့သွေးကြီးနေတဲ့ကိုမေကိုလိုးများဟမ်ပြောလိုက်စောက်စကားအကြီးတွေငါလိုးမရခိုင်စုပ်ငါလိုးမရှမ်းစုပ်ငါလိုးမဗမာစုပ်ငါလိုးမမွန်စုပ်ငါလိုးမကရင်စုပ်တွေဟမ်ငါလိုးမချင်းစုပ်တွေကိုးကွယ်တော့ကလားဟမ်ငါလိုးမသားတွေရောက်မင်းတို့ကိုးကွယ်တဲ့ရောက်ဖျားထဲမှာပြောစမ်းမြတ်စွာဘုရား135မျိုးထဲမှာပါလားကိုမေကိုလိုးမြဟမ်မင်းတို့မြတ်စွာဘုရားရောက်135မျိုးတိုင်းရင်းသားထဲမှာပါလားမမေ့လိုးတဲ့တိုင်းရင်းသားလားဟမ်ရောက်မင်းတို့မြန်မာပြည်မှာတိုင်းရင်းသားခွင့်ရေးဘာရလဲပြောစမ်းငါလိုးမတိုင်းရင်းသားဆိုပြီးတော့စောက်ပါဝါနေတဲ့ကိုမေကိုလိုးမြကိုနမကိုလိုးမြပြောစမ်းမင်းတို့တိုင်းရင်းသားတွေဗမာပြည်မှာဘာခွင့်ရေးရလဲလိုးတွေကလားကိုကိုးကွယ်ပြီးတော့မှကလားကိုစော်ကားနေတဲ့135မျိုးတွေကကလားကိုကိုးကွယ်တဲ့မအေးလိုးမြဗုဒ္ဓဘာသာဝင်မအေးလိုးမြဟမ်မအေးလိုးဗုဒ္ဓဘာသာဝင်ဟမ်မင်းတို့ဆောက်ရှက်မရှိဘူးလားလို့ငါလိုးမသားတွေကလားကိုကိုးကွယ်ပြီးတော့မှဟမ်ငါလိုးမဗုဒ္ဓဘာသာဝင်တွေမင်းတို့မြတ်စွာဘုရားတာဂီနွယ်ဝင်အဲ့ဒီတာဂီနွယ်ဝင်ကဘာကောင်းလဲပြောတဲ့အညာသားလားဟမ်ရောက်နေရောက်မင်းတို့မြတ်စွာဘုရားအညာသားလားမင်းတို့မြတ်စွာဘုရား135မျိုးတိုင်းရင်းသားထဲမှာပါလားပြောလဲငါလုံးမဗုဒ္ဓဘာသာဝင်တွေကိုမေကိုလုံးဗုဒ္ဓဘာသာဝင်တွေမမေ့လုံးတဲ့ဗုဒ္ဓဘာသာလားဟမ်ရောက်ငါလုံးမဗုဒ္ဓဘာသာဝင်တွေကိုမေကိုလုံးဗုဒ္ဓဘာသာဝင်တွေဟမ်ရောက်မင်းတို့ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့မြတ်စွာဘုရား135မျိုးထဲမှာပါလားမင်းတို့ပြောစမ်းဟမ်ရောက်ငါလုံးမဗုဒ္ဓဘာသာဝင်တွေကိုမေကိုလုံးဗုဒ္ဓဘာသာငါလုံးမဖျားသခိုးတွေမြန်မာလူမျိုးတွေဖျားသခိုးတွေ135မျိုးတွေဖျားသခိုးတွေဟမ်ငါလုံးမသားတွေကလားကိုခိုးပြီးကိုးကွယ်တဲ့ဖျားသခိုးတွေဟမ်ငါလုံးမ135မျိုးတိုင်းရင်းသားတွေဖျားသခိုးတွေမအေးလို့ဖျားသခိုးတွေဟမ်ငါလုံးမ135မျိုးတော့ဖျားသခိုးများကိုမေကိုလို့ဖျားသခိုးများဟမ်မင်းတို့မြတ်စွာဘုရား135မျိုးတိုင်းရင်းသားထဲမှာပါလားပြောလဲငါလုံးမဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ဖျားသခိုးတွေငါလုံးမသားတွေကလားဖျားကိုခိုးပြီးကိုးကွယ်တဲ့ကောင်တွေဗမာပြည်ကမြန်မာလူမျိုးအားလုံးကလားဖျားကိုကိုးကွယ်တဲ့လူမျိုးတွေဗုဒ္ဓဘာသာဝင်အားလုံးမအေးလိုးတွေဖျားသခိုးတွေဗုဒ္ဓဘာသာဝင်အားလုံးငါပြောတယ်ဘယ်ကောင်ပြောမလဲလာခဲ့စမ်းဟဲ့ရောက်မင်းတို့တာဂီအနွယ်ဝင်ဗုဒ္ဓမြတ်စွာဘုရားပါလေအညာသားလားဟဲ့မင်းတို့ပြောစမ်းဟမ်ရောက်နေမအေးလိုးတွေရန်ကုန်သားလားမန္တလေးသားလားပြောစမ်းတောင်သားလားပဲခူးသားလားကိုမေကိုလိုးတွေဟမ်အိန္ဒိယမှာပွင့်တဲ့ဘုရားကိုခိုးပြီးတော့မှကိုးကွယ်တဲ့ငါလိုးမဗမာလူမျိုးတွေဟမ်ငါလိုးမဘုရားသခိုးတွေမင်းတို့မှာဘုရားရှိတာကိုယ်ပိုင်ဘုရားရှိတာဟမ်ရောက်မင်းတို့အညာသားတွေဘုရားပြင်းအောင်ကိုယ့်ဘက်ကိုကျင့်ပါလားမအေးလိုးတွေကိုယ်တိုင်ကြတော့ဖျားပြင်းအောင်မကြည့်မဲနဲ့သူများဖျားကိုခိုးပြီးကိုးကွယ်တဲ့ကောင်တွေ
ငါလုံးမဖျားသခိုးတွေဗုဒ္ဓရောင်နေငါလုံးမဗုဒ္ဓရောင်နေဟမ်မင်းတို့ကကိုယ်ပိုင်ဖျားရှိတာမအေလို့ဖျားသခိုးတွေကိုမေကိုလို့ဖျားသခိုးတွေဟမ်မင်းတို့ငါတေအောင်ပဲကြည်နေခါဆော့ဟမ်မင်းတို့ဆောက်ရှက်မရှိဘူးလားလို့ငါလုံးမသားတွေကလားကိုကိုးကွယ်ပြီးတော့မှဟမ်ငါလုံးမဗုဒ္ဓဘာသာဝင်နေမင်းတို့မြတ်စွာဘုရားတာဂီနွယ်ဝင်အဲ့ဒီတာဂီနွယ်ဝင်ကဘာကောင်းလဲပြောတဲ့အညာသားလားဟမ်ရောက်နေမင်းတို့မြတ်စွာဘုရားအညာသားလားမင်းတို့မြတ်စွာဘုရား135မျိုးတိုင်းရင်းသားတွေမှာပါလားပြောမယ်ငါလုံးမဗုဒ္ဓဘာသာဝင်နေကိုမေကိုလုံးဗုဒ္ဓဘာသာဝင်နေမမေလုံးတဲ့ဗုဒ္ဓဘာသာလားဟမ်ရောက်ငါလုံးမဗုဒ္ဓဘာသာဝင်နေကိုမေကိုလုံးဗုဒ္ဓဘာသာဝင်နေဟမ်မင်းတို့ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့မြတ်စွာဘုရား135မျိုးထဲမှာပါလားမင်းတို့ပြောစမ်းဟမ်ရောက်ငါလုံးမဗုဒ္ဓဘာသာဝင်နေကိုမေကိုလုံးဗုဒ္ဓဘာသာငါလုံးမဖျားသခိုးတွေမြန်မာလူမျိုးတွေဖျားသခိုးတွေ135မျိုးတွေဖျားသခိုးတွေဟမ်ငါလုံးမသားတွေကလားကိုခိုးပြီးကိုးကွယ်တဲ့ဖျားသခိုးတွေဟမ်ငါလုံးမ135မျိုးတိုင်းရင်းသားတွေဖျားသခိုးတွေမအေလို့ဖျားသခိုးတွေဟမ်ငါလုံးမ135မျိုးတော့ဖျားသခိုးများကိုမေကိုလို့ဖျားသခိုးများဟမ်မင်းတို့မြတ်စွာဘုရား135မျိုးတိုင်းရင်းသားတွေမှာပါလားပြောတယ်ငါလုံးမဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ဖျားသခိုးတွေငါလုံးမသားတွေကလားဖျားကိုခိုးပြီးကိုးကွယ်တဲ့ကောင်တွေဗမာပြည်ကမြန်မာလူမျိုးအားလုံးကလားဖျားကိုကိုးကွယ်တဲ့လူမျိုးတွေဗုဒ္ဓဘာသာဝင်အားလုံးမအေးလို့တွေဖျားသခိုးတွေဗုဒ္ဓဘာသာဝင်အားလုံးငါပြောတယ်ဘယ်ကောင်ပြောမလဲလာခဲ့စမ်းမင်းတို့တာဂီအနွယ်ဝင်ဗုဒ္ဓမြတ်စွာဘုရားပါလေအညာသားလားမင်းတို့ပြောစမ်းရောက်နေမအေးလို့တွေရန်ကုန်သားလားမန္တလေးသားလားပြောစမ်းတောင်သားလားပဲခူးသားလားကိုမေကိုလို့တွေအိန္ဒိယမှာပွင့်တဲ့ဘုရားကိုခိုးပြီးတော့မှကိုးကွယ်တဲ့ငါလို့မှဗမာလူမျိုးတွေငါလို့မှဘုရားသခိုးတွေမင်းတို့မှဘုရားရှိတာကိုယ်ပိုင်ဘုရားရှိတာရောက်မင်းတို့အညာသားတွေဘုရားဖြစ်အောင်ကိုယ့်ဘက်ကိုကြင့်ပါလားမအေးလို့တွေကိုယ်တိုင်ကြတော့ဘုရားဖြစ်အောင်မကြင့်မဲနဲ့သူများဘုရားကိုခိုးပြီးကိုးကွယ်တဲ့ကောင်တွေငါလုံးမှဘုရားသခိုးတွေဗုဒ္ဓရောင်တွေငါလုံးမဗုဒ္ဓရောင်နေမင်းတို့ကကိုယ်ပိုင်ဖျားရှိတာမအေလို့ဖျားသခိုးတွေကိုမေကိုလို့ဖျားသခိုးတွေမင်းတို့ငါတေအောင်ပဲကြည်နေခါဆော့လီနဲ့သွေးကြီးနေတဲ့ကိုမေကိုလို့တွေမအေလို့များ135မျိုးသောကိုမေကိုလို့များမင်းတို့ပြောစမ်းမင်းတို့အညာသားကိုဖျားပြင်းအောင်မင်းတို့တော့ကြင်ခိုင်းတဲ့လို့တွေကလားကိုကိုးကွယ်ပြီးတော့မှငါလို့မှ135မျိုးတွေကဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ကိုမေကိုလို့များမင်းတို့ဖြည့်ပေးတဲ့မင်းတို့ဖြည့်ပေးတဲ့မင်းတို့မြတ်စွာဘုရားဘယ်မှာပွင့်တာလဲပြောစမ်းမင်းတို့မြတ်စွာဘုရားဘယ်မှာမွေးတာလဲမင်းတို့ပြောစမ်းမင်းတို့မြတ်စွာဘုရားအညာသားလားရောက်နေကိုမေကိုလို့တွေမင်းတို့မြတ်စွာဘုရား135မျိုးတိုင်းရင်းသားလားငါလုံးမမြန်မာလူမျိုးတွေတိုင်းရင်းသားမဟုတ်တဲ့ငါလုံးမကလားကိုကိုးကွယ်နေတဲ့ငါလုံးမအောက်တန်းသားတွေမင်းတို့ပြောမယ့်ရောက်တွေကိုမေကိုလို့တွေကိုမေကိုလို့များကလားကိုကိုးကွယ်ပြီးတော့ကလားလီနဲ့သွေးကြီးနေတဲ့ငါလုံးမ135မျိုးတွေကဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ကောင်တွေမင်းတို့ပြောစမ်းမင်းတို့မြတ်စွာဘုရားဘာလူမျိုးလဲပြောစမ်းငါလုံးမ135မျိုးတွေကဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့အေးလို့များရောက်နေမင်းတို့မြတ်စွာဘုရားတာဂီအနွယ်ဝင်အဲ့ဒီတာဂီအနွယ်ဝင်ကဘာလဲအညာသားလားပြောစမ်းမင်းတို့135မျိုးတိုင်းရင်းသားတွေရလားငါလုံးမသားတွေ135မျိုးအမျိုးရုပ်တွေငါလုံးမသားတွေကလားကိုကိုးကွယ်ပြီးတော့မှကလားလီနဲ့သွေးကြီးနေတဲ့ကိုမေကိုလုံးများပြောလိုက်စောက်စကားအကြီးတွေငါလုံးမရခိုင်စုပ်ငါလုံးမရှမ်းစုပ်ငါလုံးမဗမာစုပ်ငါလုံးမမွန်စုပ်ငါလုံးမကရင်စုပ်တွေငါလုံးမချင်းစုပ်တွေကိုးကွယ်တော့ကလား
ငါလုံးမသားတွေပြီးရင်ကလာကလာဆဲနေတယ်ဟမ်ငါလုံးမသားတွေရောက်မင်းတို့ကိုးကွယ်တဲ့ရောက်ဖျားထဲမှာပြောစမ်းမြတ်စွာဘုရား135မျိုးထဲမှာပါလားကိုမေကိုလိုးမြဟမ်မင်းတို့မြတ်စွာဘုရားရောက်135မျိုးတိုင်းရင်းသားထဲမှာပါလားမမေ့လိုးတဲ့တိုင်းရင်းသားလားဟမ်ရောက်မင်းတို့မြန်မာပြည်မှာတိုင်းရင်းသားခွင့်ရေးဘာရလဲပြောစမ်းငါလုံးမတိုင်းရင်းသားဆိုပြီးတော့စောက်ပါဝါနေတဲ့ကိုမေကိုလိုးမြကိုနမကိုလိုးမြပြောစမ်းမင်းတို့တိုင်းရင်းသားတွေဗမာပြည်မှာဘာအခွင့်ရေးရလဲလုံးမကိုနမ